မကျင်တော့ဘူးငါလုံးဝမကျင်တော့ဘူးအားလုံးပဲစပိုးနေပြီတေကြပါစေဟဲ့အမလီကျွန်တော်ရဲ့တခင်မဘာလို့အဲ့လောက်တော့ကြိတ်ဆဲနေရတာလဲဗျာအဖေကမလဲနဲ့ကြော်ရဲ့မင်းမစဉ်းစားကြည့်ဘလက်တိုင်းနဲ့ရောက်တဲ့ငါ့ကိုချောကလက်လာဆက်သားမဲ့လူလည်းမရှိဘူးအဲ့ဒီထဲမှာမင်းလည်းပါရဲ့ဗျာကျွန်တော်ဘာလုပ်လို့လဲဗျမင်းဘာမှမလုပ်လို့လေနည်းနည်းပါပါကိုတခင်မကိုချောကလက်လေးဝယ်ကျွေးမယ်မရှိဘူးအော်တခင်မကတော့လုပ်ပြီဗျာကျွန်တော်တို့ကတရေကြီးလေဘလို့ချောကလက်တောင်းဝယ်စားရမှာလဲဗျဒီလူရောက်ဖန်ဆင်းပြီးတော့တောင်းဝယ်လို့ရတာပဲလူရောက်ဖန်ဆင်းပြီးပဲထားပါတော့ပတ်စံအောင်ဘာမှလဲဟာမသိဘူးအောင်လန်းစရာရလဲနည်းနည်းပါပါချောကလက်လေးကျွေးမယ်မရှိဘူးဘလက်တိုင်းလေးလေးရောက်ပါတယ်ဆိုမှအမဲသားနဲ့ထမင်းကျွေးရတယ်လို့အေးအံ့ပါတခင်မရဲ့အသက်ကဖြင့်အနှစ်4000ရှိနေပါပြီ။ဘာလို့အခုမှမကြီးမငယ်နဲ့ချောကလက်တောင်းတနေရတာလဲဗျာ။ဒီမဲ့နဲ့ကြောက်အဲ့ချောကလက်ကိုခွချင်းချင်းသွားယူမပါလာမချင်းမင်းတီကိုပြန့်မလာနဲ့။ဒါငါအမိတ်ပဲ။ခင်မကလုံပြီဗျာ။ကဲတွတ်တော့ပါမဖဲကအတူရောင်လေးတွေခင်ဗျားရဲ့မဖဲကအစ်စ်ကြီးကိုလေချောကလက်တော့ကျွေးအောင်ဗျာ။ရန်ရှာနေပြီ။